ရက်နေတဲ့နာရီကတနေ့2ချိန်မှန်တယ်သွားနေတဲ့နာရီကမမှန်ဘူးအလုံးမလုံးရင်ပြဿနာမရှိဘူးအလုံးလုံးရင်တော့ပြဿနာရှိတယ်ဘာလို့မလဲရက်နေမှလားသွားမှလားပြဿနာကိုကြောက်လို့ရက်နေဘယ်တော့မှမတွေ့တတ်တော့ဒါကြောင့်ဘုန်းတို့သွားတော့သွားရမယ်သွားရင်ဘာတွေလုပ်အောင်ပြဿနာတွေနဲ့ရင်ဆိုင်ရမယ်ဆိုတဲ့ဟာကိုစဉ်းစားထားအဲ့ဒီအတွက်ကိုယ်ဘာတွေစုဆောင်းထားမလဲဘယ်လို knowledge တွေဘယ်လိုအသိပညာတွေအရေးကြီးတာပြဿနာတစ်ခုခုကပိတ်လောင်မွန်းကျက်သွားပြီဆိုကို့မှာတိုင်ပင်စရာအားကိုးလောက်တဲ့လမ်းပြနိုင်တဲ့မိတ်ဆွေကောင်းရှိသလားမရှိလူကတိတ်ပြီးတော့အထီးကျန်သွားတယ်အထီးကျန်နေဆိုတော့အဲ့ဒီချိန်မှာတွေ့လိမ့်မယ်သူပြောချင်တာကပတ်စံကတကယ်တမ်းကျတော့ရှားတာမခက်ဘူးတခုခုအောင်ဆိုင်ပြီးတော့ဂယုဆိုင်လို့ပတ်စံရှာလို့တကယ်ကိုအဲ့ဒီကိုကဘာဝါသနာပါတယ်ဘယ်ပေါ်မှာနှစ်ပြီးလုံးနိုင်လဲဆိုတဲ့အမျော်မြင်မရှိရင်တော့ခက်တယ်တကယ်ကိုအဲ့ဒီခုကိုအမျော်မြင်ရှိပြီးတော့ဇောက်ချလို့ရင်အဲ့ပတ်စံရှာဖို့မခက်ဘူးဒါပေမဲ့ထိတ်မှုခက်တယ်အဲ့ဒီပတ်စံကိုပါတွန်းဝအောင်ပတ်စံကနေပတ်စံကိုပြန်ရှာဖို့ရင်းနှီးမြှုပ်နှံဖို့ကြမှာသူကတထေးဖြစ်တယ်အဲ့ဒီဟာဘိုးခက်တယ်အဲ့ဒီဟာကျတော့တကယ်ကိုမိတ်ဆွေကောင်းနေရော partnership အများကြီးရှိဖို့လို့အမျော်မြင်ကြဲကြဲပြန့်ပြန့်ရှိနေဖို့လို့အဲ့ဒါမရှိမရဘူးဒါကြောင့်ဘုရားမနေ့ကပြောပြီးတော့အနာတပိန်တို့အောက်မှာသိမ့်နဲ့ချီတဲ့တထေးတွေရှိမြို့တိုင်းမှာမြို့တိုင်းကအကြီးဆုံးတထေးဆိုတော့သူ့မိတ်ဆွေတွေကြီးအဲ့ရာဇယုံမြို့ကအချမ်းသာဆုံးတထေးကြီးအဲ့ဒါအနာတပိန်ရဲ့ရောက်ဖအနာတပိန်ကကောသလတိုင်းရဲ့တထေးကြီးအသူနှမပေးပြီးတော့မောင်းလဲနှမလဲယူထားတယ်သူတို့ကဘယင်းနေတဲ့တောင်ချမ်းသာတယ်စီးပွားရေးဘာယန်သတိဆိုတာအနာတပိန်ထေးကအနာတပိန်ထေးရဲ့ဆက်မှုစုံကြီးဆက်မှုမျိုးတော်ကြီးအထည်လေးတွေကိုသာဝတိရန်တွေဘာဟန်ဒီမှာထုတ်လုပ်တာဆက်ပဲရှယ်လုပ်တာစီးပွားရေးလေ့လာတဲ့ကဝိသခါတို့ကြတော့သူကစိုက်ပျိုးမှုယူ family နွားနဲ့သိန်းခွဲလောက်ရှိတယ်ဝိသခါမှာတော့နွားနို့ဆက်ယုံကြီးတွေနို့သားဆက်ယုံကြီးတွေလှုပ်ထတာအဲ့လိုမျိုးဝိသခါဘလောက်ချမ်းသာလိုက်လဲဆိုတော့မြို့တစ်မြို့တည်းယူရတယ်သာဝတိကိုလာတဲ့အခါသာဝတိမြို့ထဲမှာသူတို့နေတရားမရှိဘူးသူကခုနကနွားနဲ့သိချီပါတယ်အလုသမားတွေကလည်းသိချီပါတယ်ဒါကြောင့်သူ့ကိုတာဂေတမြို့ဆိုတာဝိသခါတို့အတွက်မြို့တစ်မြို့ကိုတည်တံ့တည်းယူရတယ်ရတနာဆိုရွှေတွေဆိုလှဲနဲ့တိုက်ပဲလှဲစီရာနဲ့ချီပြီးတိုက်အဲ့လောက်ထိသူတို့ကချမ်းသာဒါပေမဲ့အနာသဘိန်တက်ဆိုင်အနာသဘိန်တက်9ပုံ2ပုံလောက်ပဲဝိသခါချမ်းသာတယ်အနာသဘိန်အများကြီးပို့ချမ်းသာတယ်ဆိုပြောချင်တာကအဲ့ဒီတထေးကြီးတွေအကုန်လုံးအောက်မှာတထေးလေးတွေဆိုတာအများကြီးရှိတထေးလေးတွေမရှိဘဲနဲ့တထေးကြီးဆိုတာဘယ်တော့မှမမြဲနိုင်ဒါကြောင့်ရေရှည်ကိုမျှော်မြင်ကြည့်ပြီးတော့ strategy ကြ strategic thinking ပေါ့စဉ်းစားထိုင်တထေးကြီးဖြစ်ခြင်းကိုယ်နဲ့ partnership တထေးလေးတွေများများရှိရအဲ့ဒီဟာကအိမ်ကြီးတွေကိုဓာတ်လေးတွေဝိုင်းထောက်ထားတယ်လို့အဲ့မြန်မာတွေကအဲ့ဒါမလုပ်တတ်ဘူးတော်တော်များများတထေးကြီးသူ့ကိုယ်သူချမ်းသာလိုက်ပြီထင်တယ် cooperative မလုပ်တတ်ဘူး collaborative မလုပ်တတ်ဘူးချမ်းသာတယ်သူအစင်မပြေတာနဲ့ပြုတ်ပြီးပြီဆိုတာနဲ့ဘာမှလုပ်လို့မရဘူးနိုင်ငံတကာကြတော့ဒီဟာတွေကိုကျွမ်းကျင်အဲ့ဒါကြောင့်ဘုန်းတို့ကာချာလေးနည်းနည်းဆိုင်တယ်ဒါကြောင့်ဒါလေးကိုသတိထားပါတထေးကြီးဖြစ်ခြင်းရေရှည်တထေးကြီးဖြစ်ခြင်းတထေးလေးတွေများများရှိနေရလုပ်ငန်းတွေလည်းကြည်ကြဲပြည့်ပြည့်ရှိနေရဟုတ်ပြီနော်အဲ့ဒီမျိုးသွားမှာဒါကြောင့်ဘုန်းတို့ဒါလေးသတိထားသေးရအချက်မိတ်ဆွေကောင်အရေးကြီးလားမကြီးဘူးလားအနာဂတ်တထေးကြီးကရာဇဂိုသွားပြီးတော့အရေးပေါ်ကိစ္စနဲ့သွားတာသူ့အိမ်ကိုဖောက်ထွင်းမဲ့သူရှိအနာဂတ်တထေးအပြင်ထွက်ဆောင်သူ့ခက်ကလည်းတခိုးအာသမပေါ်တာအဲ့ဒါမှအနာဂတ်တထေးရဲ့တန်ငယ်ချင်းတယောက်ရှိတယ်ရုပ်ကတော်တော်ဆိုးတယ်ချမ်းသာကြတော့အတူတူချမ်းသာတာအခုကျသူကမွဲသွားတယ်ဒါပေမဲ့အနာဂတ်တထေးကခေါ်ပြီးဆောင်းလျှောက်ထားတာတကယ်လူရောအဲ့လူကညံသိကောင်းတယ်တထေးဖြစ်ခဲ့တဲ့ညံရှိတယ်အခုကသူကမွေးသေးပါတွေပါသုံးဆိုပြီးတော့ဆိုးပေးတေးသွားလို့သူကပျက်စီးသွားတယ်အဲ့လိုဆိုတော့ကနာတပိန်ကလည်းစိတ်ချလက်ကြထားခဲ့ဟိုဘက်ကိုသွားလိုက်တခြားမျိုးကိုသွားလိုက်တဲ့အချိန်မှာညတကယ်ဖောက်တာပဲအဲ့ဆိုသူ့မိတ်ဆွေကညံကောင်းတယ်ခါရဲဆိုင်ဝိုင်းကြီးလုပ်ပြီးတော့လက်ကွင်းတီးလိုက်နှဲ့မှုတ်လိုက်နော်ပတ်မကြီးတီးလိုက်ဘုံနေတီးလိုက်ဝါလက်ခုတ်ထတီးလိုက်နဲ့အစုံသူကတယောက်ထဲနဲ့အကုန်လုံးတဲ့ခါဒီအိမ်ကဖြော်ပြေးပွဲရှိတယ်လူတွေအများကြီးရှိတယ်သွားမလုံးနဲ့လို့အဲ့လိုမျိုးထင်ပြီးတခိုးတွေပြန်သွားတယ်ဒါဘယ်ဟာစာပေတွေမှာရှိတယ်မိတ်ဆွေကောင်းရှိတာလုံချုံတယ်အကုန်လုံးလေဟုတ်လားအဲ့မှာမိတ်ဆွေမှာလူမိတ်ဆွေရှိတယ်နတ်မိတ်ဆွေရှိတယ်ဒါကြောင့်နေတိုင်းကုသိုလ်ကောင်းမှုလုပ်တိုင်းနတ်မိတ်ဆွေတွေဖွဲ့ရညအတန်းပေးဝေရလူမိတ်ဆွေလောက်နဲ့တည်းမလုံလောက်ဘူးဒါကြောင့်မြတ်စွာဘုရားရဲ့ယတနာတုံမှာဗလိ၅ပါးဟောတယ်အဲ့မှာဒေဝတာဗလိနတ်တွေကိုလည်းပူဇော်ပသပါဖွံ့ဖြိုးတိုးတက်ကြောင်း9ပါးဟောတဲ့အခါမှာမြတ်စွာဘုရားဒါတွေပြောတယ်နတ်တွေကိုလည်းပူဇော်ပသဒါပေမဲ့အရက်သေးသားနဲ့ပူဇော်ခိုင်းတာမဟုတ်ဘူးတရားတဲ့နည်းနဲ့ဘာနဲ့နေပူဇော်လို့ရနော်သာသနာပွဲတင်တဲ့နတ်တွေကိုဖျားနဲ့ကွာတန်ဃာတော်တွေကိုယတနာသုံးပါးကိုသူတို့ဒီငှက်ပြောပွဲအုံပွဲတွေနဲ့မှဲ့လာတဲ့အခါသူတို့ပူဇော်ရင်ပူဇော်လို့ရအောင်အမွေတိုင်းတွေဖျောင်းတိုင်းတွေအမှန်မှသူတို့ကိုယတနာသုံးပါးကိုပူဇော်ဖို့အတွက်လက်ဆောင်ပေးတာဒီသဘောပြောတာဟုတ်လားသူတို့ဓာတ်ရိုက်ပေးတာမဟုတ်ဘူးလက်ပတ်စီစံလေးပါတင်လို့ရ
ထေတွေအရက်တွေကြက်တွေဝတ်တွေအဲ့လိုတက်ဖြတ်ပြီးတော့တင်တာမျိုးတော့မကောင်းဘူးဒေဝတံပလိပြီးရင်အမြတ်တမ်းပေးဝေကိုကအမြတ်တမ်းပေးလို့လိုက်လို့အဲ့ဒီအမြတ်တမ်းပေါ်မှာကုသိုလ်ကောင်းမှုလုပ်တာကောင်းလိုက်တာလို့ appreciate လုပ်နိုင်တယ်ဒီနတ်တွေကဟောကောင်းလိုက်တာတရားတွေနားနေရတာကောင်းလိုက်တာသူတော်ကောင်းအကျင့်နေကြကောင်းတယ်လို့စိတ်ပါလက်ပါတာတုခေါ်လိုက်ရင်သူက promotion တက်သွားတာလူတွေကတဖြည်းဖြည်းချင်းမှဘုံကံတက်တာနော်နတ်တွေကချက်ချင်း promotion တက်သွားဒါကြောင့်ဘသူများသူတော်ကောင်းအကျင့်ကျင့်မလဲဘသူများငါတို့ကိုအခွင့်အရေးတွေပေးမလဲသူတို့လိုက်ရှာနေတာကိုအမြတ်တမ်းပေးဝေတဲ့သူတွေသူတို့ကအလိုလိုစောင့်ရှောက်ပါလို့ဆူတောင်းစရာမလိုကျမကိုစောင့်ရှောက်ပေးပါလို့ပြောစရာမလိုဘူးဘိုးအောင်ဘိုးမင်းအောင်ဘသူစောင့်ရှောက်ပြောစရာမလိုဘူးတကယ်နှက်ကောင်းနှက်မြတ်တွေကသူတို့အမြတ်တမ်းပေးဝေသူတို့ promotion တက်သွားအလိုလိုစောင့်ရှောက်ဒါကြောင့်ဘုန်းတော် sexual ဖြစ်ဖို့လိုတယ်လုံချုံနေဖို့လိုတယ်လူရဲ့အကာအကွယ်နတ်ရဲ့အကာအကွယ်ဇောတိကတထေးအိမ်ကိုအဇာတတက်ကဇာတတက်ဘယင်ဖြစ်တာ16နှစ်မှာဘယင်ဖြစ်တာဘယင်ဖြစ်တော့ဇောတိကရဲ့မိန်းမကိုအရင်သွားယူတာပဲဇောတိကမိန်းမမြောက်ကျွန်းသူတရားမင်းကယူပြီးပေးသားထားအလွန်ချောတယ်တောင်ကျွန်းကလူတွေတယောက်နဲ့မှမသိဘူးသပင်အားစအကောင်းချင်းအားပြမှာလုံးဝပြည့်ပြည့်စုံတဲ့နတ်သမီးလိုလှဇောတိကတထေးရဲ့မိန်းမအဲ့ဒါကိုဇာတတက်ကငငယ်လေးနဲ့လိုချင်တာတနာလည်းယူလိုက်တာငငယ်လေးနဲ့စမသိဘူးနော်သူဘယင်ဖြစ်လာရင်လည်းဇောတိကတထေးရဲ့အိမ်ကိုလည်းယူမယ်တဲ့အိမ်ကတစ်တွေအုပ်တွေတခုမှမပါအကုန်ယရနာ9မျိုးနဲ့ယရနာတွေနဲ့ကြည်တယ်နတ်ကစောက်ပေးထားတာကိုလူစောက်တာမဟုတ်ဘူးဇောတိကတထေးရဲ့ဘုံကံကနော်သူ့ရဲ့ဒီဂုံကြီးရဲ့ကြီးကျယ်နေတဲ့ကလူတွေစောက်လို့မရလို့နတ်ကစောက်ပေးတာအဲ့မှာတရားကြီး9ထက်ကယရနာတွေနဲ့ကြည်တားထားတာအဲ့ဒီမှာဇောတိကတထေးကိုစစ်ရင်ကအကုန်ထုတ်သုံးပြီးတော့ဇာတတက်ကဘယင်ဖြစ်တာနဲ့သွားတိုက်တာနတ်တွေကဝိုင်းတိုက်တာဇာတတက်ခွေးပြေးဝပြေးပြေးရတယ်ဇောတိကတထေးကတိတောင်မသိလိုက်ဘူးစာမမှတ်တမ်းတင်ထားလို့ဒါနတ်တွေကကူညီတာဟေ့သူတထေးကိုလာမထိနဲ့ဆိုပြီးတော့သူကတစ်တက်ရင်က1000လောက်ပြရတယ်ဒီက3သိန်းလောက်ပြလိုက်တာဇာတတက်ပြန်ပြေးရတယ်နော်ပြန်ပြေးတဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုတော့ဇောတိကတထေးကအဲ့ဘယ်ရောက်လဲဖះနန်ရောက်ဖះစီတရားနာဇာတတက်ကဝင်ကြည့်လိုက်တော့အော်မာတထေးကြီးငါသူ့အိမ်သွားတိုင်းတယ်တော်သိတော့မသိဘူးဖះနန်လာတရားနာတယ်အဲ့ဒါတတိကျွန်တော်ခမရစည်းစိမ်တွေသိမ်းတော့မယ်ပြည်သူအစိုးရဘာသာနဲ့သိမ်းတော့မယ်ပွင့်လင်းပြောပါတယ်အဲ့ဒါတွေသူသိမ်းမယ်ဇောတိကတည်းကသိမ်းလို့ရပါတယ်တဲ့လောလောဆယ်သိမ်းဖို့ခဏထားလက်မှာအတွက်တတိယလက်စွပ်10ခွန်းတောင်ဝတ်ထားတယ်တချောင်းရင်းစီကိုလက်စွပ်တကွန်းစီဝတ်ထားအဲ့ဒီလက်စွပ်တွေကိုချွတ်ကြည့်ပါအောင်တဲ့ဇောတိကတည်းကဒီလက်စွပ်တွေကိုယူကြည့်ပါအောင်တဲ့ဇာတတက်ကအလွန်အားကောင်းတယ်ဒီဇာတတက်ကလည်းဇောတိကတည်းရဲ့လက်စွပ်တွေကိုဖင်ထိုင်းဆွဲတာမကြွဘူးဇောတိကတည်းကမင်းဒီလောက်လူချင်းရောဘယင်ကြီးလိုချင်ရောဆိုလက်လေးခါပေးလိုက်တယ်10ခွန်းလုံးကျွတ်သွားဘယင်ကြီးတဲ့ तू မပေးချင်ဘယ်သူမှယူလို့မရဘူးအဲ့ဒါဘာဖြစ်လို့ဆိုတော့သူ့ရဲ့ကံအဆောင်လျှောက်ထားတာတဲ့ဒါကြောင့်ဘုန်းတို့အဆောင်လျှောက်မှာလူအဆောင်လျှောက်နတ်အဆောင်လျှောက်ကံအဆောင်လျှောက်ဥစ္စာဆိုတာကံပေးသလောက်ရဒါကြောင့်ကံကောင်းနေနဲ့အမြဲတမ်း routine လုပ်ထားတာ